Okay အဲ့ဆိုမိတ်ဆွေဒီနီလန်းကိုသာလောက်အင်္ဂလိပ်စကားမပြောတတ်ဆက်ပါအကြောင်းမှမရှိမိတ်ဆွေကအင်္ဂလိပ်စကားကိုတယောက်ထဲတင်တန်းလေးမတက်ပဲနဲ့ဘယ်လိုမျိုးထိရောက်အောင်လေ့ကျင့်လို့ရမလဲတကယ်တမ်းကျလွယ်ပါတယ် Okay ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ်အဲ့တော့မပြောပြခင်မှာအရင်ဆုံးနေနဲ့သိထားမယ်တစ်ခုက English စကားဆိုတာကစကားတစ်ခုပဲဒီစကားတစ်ခုဖြစ်တဲ့အတွက်ဒီစကားကိုပြောတတ်ဖို့ဆိုရင်များပြောနေဖို့လိုတယ်များပြောနေရင်မြန်ပြောတတ်တယ် Okay ဒါကိုသဘောတူလဲဆိုရင်ရှေ့ဆက်ပြီးတော့များပြောဖြစ်အောင်ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတာကိုပြောပြမယ်တယောက်တည်း English speaking လေ့ကျင့်ဖို့များပြောဖို့ကအရေးကြီးတဲ့လိုအပ်ချက်တွေကဘာပါလဲ YouTube application လိုမယ် Okay ရှိပါတယ်နောက်တစ်ခုလိုမှာကရေးစာအုပ်တုပ်ဒီလိုရေးစာအုပ်တုပ်လိုမယ်နောက်တစ်ခုက dictionary application တစ်ခု dictionary application တစ်ခုလိုလိမ့်မယ် English to Myanmar အပိတံတစ်ခုလိုလိမ့်မယ် application ရှိပါတယ်မရှိဘူးဆိုရင်ကျွန်တော် YouTube video အောက်မှာ link လေးချတာပေးမယ်ဝင်ပြီး download လို့ရတယ် Okay နောက်တစ်ခုကအရေးကြီးဆုံးကအချိန်တစ်နာရီတစ်နေ့ကိုအချိန်တစ်နာရီဒါတွေလိုလိမ့်မယ်ပထမလိုအပ်တာ YouTube နောက်ရေးစာအုပ်တုပ်ပြီးရင် dictionary and then အချိန်တစ်နာရီ that's it ဒါတွေပဲလိုမယ်ဒါတွေကလွယ်ပါတယ် Okay အဲ့ဆိုတော့ကျွန်တော်တို့ English speaking ကိုတယောက်တည်းများဖြစ်အောင်များပြောဖြစ်အောင်ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတာကိုကျွန်တော်အဆင့်3ဆင့်ပြောပြပေးမယ်ပထမဆင့် YouTube ကိုတွားလိုက်နော် YouTube ကိုအရင်တွားလိုက် YouTube မှာ English speaking practice video ဆိုပြီးရိုက်ရှာလိုက်ရိုက်ရှာတဲ့အခါမှာဆိုရင် video တွေအများကြီးကြာလာလိမ့်မယ်အများကြီးပဲ video တွေအများကြီးကြာလာလိမ့်မယ် English တွေက English လို့ပြန်ပြီးလေ့ကျင့်ပေးထားတဲ့ English speaking video တွေအများကြီးရှိတယ်အဲ့ဒီအများကြီးထဲကမှကိုအဆင်ပြေလောက်မဲ့အရာတစ်ခုကိုရွေးလိုက်အဆင်ပြေလောက်မဲ့အရာကိုရွေးတဲ့အခါမှာဆိုရင်ပထမအချက်အနေနဲ့ကိုအနေနဲ့ 80% လောက်နော်90ရာခိုင်နှုန်းလောက်နားလည်တဲ့ဗီဒီယိုလေးကိုပဲရွေးလိုက်အရင်ကြီးခက်တာဆိုမလုပ်နဲ့ဗျာအရင်ကြီးခက်တာမလုပ်နဲ့အရင်ကြီးလည်းမခက်ဘူးအရင်ကြီးလည်းမလွယ်ဘူးပုံမှန်သဘောလောက်ပဲ90% လောက်နားလည်တဲ့ဆိုရင်ဒါကိုရွေးလိုက်အဲ့ဒီဗီဒီယိုတစ်ခုရွေးလိုက်ရွေးပြီးသွားပြီဆိုရင်အဲ့ဗီဒီယိုနားထောင်ကြည့်လိုက်9မိနစ်ရှိမယ်10မိနစ်ရှိမယ်အလွန်ဆုံး10မိနစ်လောက်ပဲကောင်းတယ်9မိနစ်လောက်ဆိုရင်တော်တော်လေးဆိုလည်းကောင်းတယ်အလွန်ဆုံးဆိုရင်10မိနစ်ဒါလေးပဲရွေးပြီးတော့အဓိကအနေနဲ့စာတန်းထိုးပါတာကိုရွေး Okay English လို့ပြောတယ်ဒါပေမဲ့ English လို့စာတန်းထိုးထားတဲ့ဟာကိုပဲရွေးပါ Okay ပြီးသွားပြီဆိုအဲ့ဒီဗီဒီယိုနားထောင်တော့9မိနစ်ရှိ10မိနစ်ရှိဗျာပထမတစ်ခေါက်ကိုက 90% လောက်နားလည်လားတဝက်ကြော်လောက်နားလည်လားကိုတီးချက်ဖြစ်သွားအောင်အစအဆုံးဗီဒီယိုတစ်ပုတ်လုံးတစ်ခေါက်နားထောင်လိုက် Okay ဒါပထမဆင့်လွယ်လေးပဲ right ပထမကဗီဒီယိုတစ်ပုတ်ရွေးလိုက်ရွေးပြီးတော့နားထောင်ဒါပထမဆင့်ကဲဒုတိယဆင့်မှာဆိုရင်ပထမခေါက်နားထောင်ပြီးသွားပြီပေါ့ဗျာပြီးသွားပြီဆိုရင်ဒုတိယတစ်ခေါက်အနေနဲ့အဲ့ဒီဗီဒီယိုကိုပဲထပ်ပြီးတော့နားထောင်ဒါပေမဲ့အခုတစ်ခေါက်နားထောင်တဲ့အချိန်မှာကျတော့တိချာနားထောင်စာတန်းထိုးတွေကိုကြည့် Okay ဘာလို့လဲဆိုတော့ကိုမသိရဲ့စကားလုံးတွေကိုကတွေ့ရမယ်ကိုနဲ့မရင်းနှီးသေးတဲ့စကားလုံးကိုတိတ်မသုံးဖြစ်တဲ့စကားလုံးမျိုးတွေကိုတွေ့ရလိမ့်မယ်တွေ့ရတဲ့အချိန်မှာဆိုရင်အဲ့ဒီတွေ့တဲ့စကားလုံးတွေပြီးတော့စာစုလေးတွေကိုနားမလဲတဲ့စာကြောင်းလေးတွေကိုစာအုပ်ထဲမှာအကုန်ချရေးဗျာတွဲဗျာအကုန်ချရေးကိုမသိရစကားလုံးတွေ့ပြီဆိုရင်ဗီဒီယိုရက်ပြီးရင်ပြန်ချရေးပြီးရင်အဲ့ဒီစကားလုံးတွေကိုတိချာနားလည်အောင်လုပ်တော့ဘယ်လိုလုပ်မလဲရှင်းပါတယ်စကားလုံးနားလည်ဖို့ဆိုအရင်ကြီးမခက်ဘူးစကားလုံးမသိဘူးဆိုရင် dictionary application ကိုတွားပြီးတော့စကားလုံးအဓိပ္ပာယ်ရှာပြီးတော့အဲ့စာကြောင်းရဲ့အဓိပ္ပာယ်စကားလုံးရဲ့အဓိပ္ပာယ်ကိုနားလည်အောင်လုပ် Okay ဘယ်လောက်ထိနားလည်အောင်လုပ်အောင်မလဲဆိုရင်ဒီဗီဒီယိုတစ်ပုတ်လုံးကိုအနည်းဆုံး90ရာခိုင်နှုန်းလောက်နားလည်အောင်တိချာနားလည်အောင်လုပ်လုံးဝအပြည့်စုံ100% လုံးနားလည်သွားရင်လည်းကောင်းတယ် Okay 100% လုံးနားလည်သွားပြီးလုံးဝဒီဗီဒီယိုတစ်ပုတ်လုံးမှာဘာတွေပြောသွားလဲဆိုတော့သိရတဲ့အထိလုပ်ဒါက
sorry ဒါကဒုတိယအဆင့် okay ပထမအဆင့်မှာကဗီဒီယိုတစ်ပုဒ်ကိုရွေးပြီးရင်နားထောင်ဒုတိယအဆင့်မှာအဲ့တဲ့ဗီဒီယိုပဲပြန်သွားပြီးတိတိချာချာနားလည်အောင်လုပ်မသိရစကားလုံးတွေအကုန်မှတ်ရှာအတိတ်ပဲနားလည်အောင်လုပ် okay ဒါကဒုတိယအဆင့် okay တတိယအဆင့်မှာတော့အရေးကြီးတယ်ကဲတတိယအဆင့်အရန်အရေးကြီးတယ်တတိယအဆင့်မှာကျတော့ကျွန်တော်တို့အခုလုပ်ခဲ့တဲ့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်ကဲပြန်ပြီးကြည့်တဲ့အခါဘယ်လိုလုပ်အောင်မလဲဆိုတော့ပြောပြမယ်ပြန်ပြီးကြည့်တဲ့အခါမှာဆိုရင်အဲ့ဒီဗီဒီယိုထဲမှာပြောနေတဲ့အတိုင်းအနောက်ကနေတသွေးမသိမ်းလိုက်ပြောကြည့်တသွေးမသိမ်းလိုက်ပြော right okay so သူကကျွန်တော်တို့အင်္ဂလိပ်စကားတွေပြောနေမယ်သူပြောနေတဲ့စကားအတိုင်းနောက်ကနေကိုကထက်ချက်ခွာလိုက်ပြောဘယ်လိုလုပ်ရမလဲဆိုပြပေးမယ်ဒီလိုလုပ်ပေး okay ဒီမှာပြန် YouTube မှာဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ရွေးပြီးသားပြီဆိုရင်နားထောင်ကြည့်အောင် This is Mom's favorite. Andy, what are you doing? Okay သူတကြောင်ပြောပြီးသားပြီနောက်ကအဲ့စာကြောင်းလေးကိုလိုက်ပြောမယ် Andy what are you doing? I'm washing clothes. I'm washing clothes. We have a washing machine. We have a washing machine. Why do you wash your clothes by hand? Why do you wash your clothes by hand? Okay ဒီလိုမျိုးနားထောင်တကြောင်ပြီးသွားပြီဆိုရင်ဗီဒီယိုရဲ့နောက်ကလိုက်ပြောဒီလိုမျိုးဆိုရင်ကိုက washing machine ဆိုရဲ wash your z ကိုလည်းတည်သွားပြီလက်နဲ့လျှော်တယ် by hand ဆိုတာကိုလည်းပြောတတ်သွားပြီ wash လျှော်နေပါတယ်ဆိုရဲစကားကိုလည်းကိုကပြောတတ်သွားပြီ okay ဘယ်လောက်မိုက်တော့ဒီလိုမျိုးလုပ်မယ်နော် okay ဒီလိုလုပ်တဲ့အခါမှာဗီဒီယိုရဲ့တကြောင်နားထောင်ဗီဒီယိုရဲ့အဲ့ဒီအတိုင်းလိုက်ပြောနောက်တစ်ကြောင်နားထောင်ဗီဒီယိုရဲ့အဲ့တိုင်းလိုက်ပြော okay အဲ့တိုင်းလိုက်ပြောတဲ့လေ့ကျင့်ခန်းကိုတနာရီလုံးရအောင်လုပ် okay so ဒီမျိုးလိုက်ပြောတာများလာပြီဆိုရင်ဘာဖြစ်လာလဲဆိုတော့ပထမချက် English စကားကိုပါဇက်ကအကျင့်သားရသွားတယ် English စကားပြောဖို့ကိုပါဇက်ကကျင့်သားရတာဖြစ်တဲ့အတွက်အင်္ဂလိပ်စကားတွေကိုခေါင်းထဲမှာပဲသိနေတာမဟုတ်ဘဲနဲ့ပါဇက်ထဲကနေပြီးတော့ထွက်လာတယ် okay so ပြီးတော့ဒုတိယချက်ကျတော့ကျွန်တော်တို့ကအခုလေ့လာလိုက်တဲ့စကားလုံးတွေစကားစုတွေဒါတွေကခေါင်းထဲမှာပဲမှတ်တာမဟုတ်ဘဲနဲ့ right ပါဇက်ထဲကနေပြီးတော့လည်းထွက်လာတယ်ပါဇက်တွေကထွက်ပြီးအပြောလေ့ကျင့်တယ်ဖြစ်တဲ့ဒီစကားလုံးတွေကပါဇက်တွေထွက်ဖို့အကျင့်ပါလာတော့ပြောရမယ့်အချိန်မှာကိုကပြောဖြစ်သွားတယ်ပြောနိုင်လာတယ် okay so အဲ့တော့ဒါကြောင့်မလို့ဒီရဲ့လေ့ကျင့်ခန်းကိုကပုံမှန်လေးလုပ်ဒါဆိုရင် mix ဆိုရင်အနေနဲ့ English စကားမပြောထိုက်တာဘာမှမရှိဘူးလွယ်လေးပဲ okay အဲ့တော့ဒါလေးကိုပဲပုံမှန်လာလုပ်ဒါကိုကျွန်တော်တို့ sharing technique တွေပါခေါ်ကြတယ်ခေါ်ချင်လို့ခေါ်အဲ့တော့အဓိကကိုကဗီဒီယိုတစ်ပုဒ်ကိုရွေးပြီးသွားပြီအဲ့ဒီဗီဒီယိုမှာပါတဲ့အကြောင်းအရာတွေသူပြောနေတဲ့ဟာတွေကိုနောက်ကနေသွေးမတိန်လိုက်ပြောကိုစိတ်ကြည်နေတဲ့ထိလိုက်ပြောဗျာကိုကအချိန်အများကြီးအားရဆိုလဲများဆဆလိုက်ပြောတာများလာပြီဆိုရင်ပါဇက်ထဲကနေပြီးဒီစကားလုံးတွေတော့ထွက်လာတယ် okay ထွက်လာတော့ပါဇက်ကလည်းကျင့်သားရလာတယ်ပြောဖို့အဆင်ပြေလာတယ်ခေါင်းထဲမှာရှိတဲ့စကားလုံးတွေလည်းခေါင်းထဲမှာပဲရှိနေတာမဟုတ်ပဲနဲ့ပါဇက်ထဲကနေပြီးတော့ထွက်လာတယ်ဘာလို့လဲဆိုတော့ကိုကလေ့ကျင့်ပေးနေရလေဟုတ်မလားပါဇက်ကိုအင်္ဂလိပ်လိုပြောလာအောင်လေ့ကျင့်ပေးတာဖြစ်တဲ့အတွက်ပြီးတော့နောက်တစ်ခုကအရန်ကောင်းတာပါလဲဆိုတော့အတန်ထွက်ကောင်းလာတယ် right အဲ့တော့ကိုကအင်္ဂလိပ်ဗီဒီယိုတစ်ပုဒ်ကိုရွေးတာနော်အင်္ဂလိပ်လိုပြောနေတာသူတို့ပြောတဲ့အတိုင်းကိုကနောက်ကနေအတုခိုးပြီးလိုက်ပြောတာဆိုတော့သူတို့အတန်ထွက်ကိုလည်းကိုကတဖြည်းဖြည်းနဲ့ရလာတယ် okay အဲ့တော့အတန်ထွက်လည်းမှန်လာတယ်စကားလုံး vocabulary တွေလည်းရလာမယ်အရေးကြီးဆုံးချက်ကအဲ့ဒီ vocabulary တွေအဲ့ဒီအတန်ထွက်တွေကိုပါဇက်ကနေလက်တွေလိုက်ပြောနေတာဖြစ်တဲ့အတွက်အရန်ကိုပါဇက်ကရင်းနှီးလာပြီးတော့ short ကနေထွက်လာတယ် okay ဆိုတော့ဒီလေ့ကျင့်ခန်းကအရန်ကိုကောင်းတယ်တစ်နေ့ကိုတစ်နာရီလောက်ပုံမှန်လုပ်ပါ right တစ်နာရီပဲပုံမှန်လုပ်ပါအရန်ကြီးမခတ်ဘူးနားထောင်မယ်လေ့လာတယ်ပြန်လိုက်ပြောတယ်ဒါပဲ
ဒီလေ့ကျင့်ခန်းပုံမှန်လုပ်ဒါဆိုရင်ရှယ်ကျွမ်းလာလိမ့်မယ် okay so အဲ့တော့ဗီဒီယိုတွေကိုဘယ်မှာရှာရမလဲဗီဒီယိုတွေကိုကျွန်တော်ဆွမ်းနာပထမအဆင့်မှာပြောခဲ့သလိုမျိုး YouTube ကိုသွား English speaking practice ဆိုပြီးတော့ဗီဒီယိုအများကြီးရှာလို့ရတယ်အဲ့လိုမှမရှာချင်ဘူးဆိုရင်ဒီခုကျွန်တော်အခုဗီဒီယိုတင်တဲ့ channel English NLT channel မှာဆိုရင်ကျွန်တော်အနေနဲ့ basic သမားတွေအတွက် listening တွေတင်ထားပေးတယ်ဒီဗီဒီယိုလေး right ဒီဗီဒီယိုလေး okay ဒီဗီဒီယိုအစုလေးဒီမှာဗီဒီယိုတွေအများကြီးကျွန်တော်အလုံးဝအခြေခံသူတို့မိသားစု English မိသားစုတစ်ခုကသူတို့ပြောနေတဲ့စကားတွေကိုကျွန်တော်ဗီဒီယိုလေးတွေတင်ထားပေးတယ်ဒါအခြေခံအတွက်နော်နောက်ခုက pre intermediate ကိုကအခြေခံကျော်သွားပြီအခြေခံလောက်ရပြီဆိုရင်ဒီ pre intermediate သင်ခန်းစာလေးတွေသွားပြီးတော့နားထောင်သူတို့ပြောနားထောင်ပြီးရင်စကားလုံးတွေမှတ်ပြီးရင် like ပြောဒါဆိုရင်ရတယ် right okay အဲ့ဆိုမိတ်ဆွေဒီနီလန်ကိုသာလောက်အင်္ဂလိပ်စကားမပြောတတ်တဲ့ပါအကြောင်းမှမရှိဘူး right okay အဲ့ဆိုတနေ့တနားအချိန်ပေးပြီးတော့စူးစမ်းပါလုပ်ပါ okay နော် so လွယ်လေးပါပဲဒါလေးပဲပုံမှန်လုပ် so နောက်တစ်ဗီဒီယိုမှာပြန်တွေ့မယ်ဒီလေ့ကျင့်ခန်းကိုစပြီးလုပ်မယ်လို့ယုံကြည်ရနော် okay bye bye